ညာရီမျိုးထဲမှာပဲဂျင်ရောကော်ဖီဆိုင်ကိုတွဲဖင်ထားတဲ့နေရာလေးတစ်ခုကိုမိုးပြပြမယ်ပေါ့နော်ဆိုတော့အဆုံးလေးလိုက်ကြည့်ကြဒါအိမ်ကနေစားထွက်မယ်ဆိုလို့ရှိရင်အမတ်ငါကျွန်းတော်ဘက်ခြမ်းရောက်လို့ရှိရင်တော့မိုးခုများပြထားတဲ့လမ်းနဲ့ဝင်တော့တက်လေးဝင်သွားပြီးရတယ်တိုက်ဖြူတလုံးလေးတွေ့မယ်ပေါ့နော်အဲ့ဒါဂျင်ရောဂါဒန်ရောတွေ့ပြီးသားကော်ဖီဆိုင်လေးလေးရှိရကွာကော်ဖီဟောက်ဆိုတာနာမည်တော့ကြီးပြီးတော့ကော်ဖီပါဆိုလို့ရှိရင်လည်းတောက်ကတော့မိုးတို့အမဂျင်လာလုံးစောလုံးပဲရှိသေးတယ်ဆိုတော့မိုးတို့ကော်ဖီမဟုတ်ပေါ့နော်အေးလေးပါလေးဝင်တောက်မယ်ပေါ့ကော်ဖီဆိုင်လေးကတော့ကော်ဖီဟောက်ပေါ့နော်ဂျင်ကတော့ Golden 7ပေါ့နော်တွဲရက်ပဲဖင်ထားတဲ့အပိုင်းရှိရတော့တူပါအဲ့ဒီမျိုးထဲမှာပဲမျိုးနဲ့နီနီနာလေးတပုံရိုက်လို့ရမယ့်နေရာလေးတွေအတွက်ဆိုလို့ရှိရင်တော့ဒီဂျင်ယုံရောဒီကော်ဖီဆိုင်မှာတွားပြီးတော့နေတွားရိုက်လို့ရပါတယ်ကဲကော်ဖီမှာပဲပြီးဆိုလို့ရှိရင်တော့အပေါ်တက်မှာတက်ကြည့်မယ်ပေါ့နော်ဘယ်လို decoration လေးတွေရှိလဲဆိုတာကော်ဖီဆိုင်လေးတစ်ခုလို့လည်းပြောလို့ရတယ်ပြောမှဆိုလို့ရှိရင် garden ပေါ့နော်ဥယျာဉ်တစ်ခုလို့လည်းပြောလို့ရတယ်သူဆိုင်သူတင်စားရတာဆိုလို့ရှိရင်တော့ဥယျာဉ်လိုပဲတင်စားရတယ်တက်ပုံရိုက်လို့ကောင်းတဲ့နေရာလေးတစ်ခုကိုမျိုးနဲ့နီနီနာလေးရှာချင်တယ်ဆိုလို့ရှိရင်မို့ခုပြထားတဲ့နေရာလေးမှာတွားရိုက်လို့ရတယ်ပေါ့ဂျင်နဲ့လည်းကရက်ပဲဆိုတော့ဂျင်လဲစော့ရင်နဲ့အေးလဲတောက်ရင်နဲ့လည်းအဆင်ပြေရဲ့ကဲရွေးကဂျင်မစော့ဘူးဆိုလို့ရှိရင်လည်းအေးတက်လာပြီးတက်ပုံရိုက်တာတို့ဘာလို့လုပ်ပြီးလို့ရှိရင်လည်းအဆင်ပြေပါတယ်ပေါ့ဒါကတော့မိုးတို့မှာဟားတွေရောက်ပါပြီရှင်မိုးတယောက်အမှစားတာတော့မိုးကလေစားတဲ့စကားလည်းအရင်များရပေါ့အမတို့ရဲ့အမှားစကားဘယ်လောက်များလဲဆိုတော့ဒီဗီဒီယိုမှာရင်ကြည့်ဖို့တစ်ခါကျထိုင်နေအားမရအောင်မတရက်ပြီးတော့နေစကားပြောတယ်ပေါ့နော်ဆိုင်ကိတ်မုတ်လေးမိကြည့်ရလေးတော်တော်လေးစားလို့ကောင်းတဲ့ဖေးမှာပါတယ်ကွာဆိုတော့ကိတ်မုတ်တွေကတော့နည်းနည်းလေးဈေးများရဆိုပေမဲ့သူ့ရဲ့ဒီအဖျော်စရာတောက်စရာတွေကြောင့်နည်းနည်းဈေးတက်တာရပေါ့နော်မိုးတို့ကချောကလက်တွေပါဆိုလို့ရှိရင်အနည်းမများနဲ့ကိတ်တွေပါကြိုက်လို့လားမသိအနည်းမများနဲ့ဆိုတော့တော်တော်လေးစားကောင်းတယ်မိုးတယောက်လေးလုံးဝအစားနဲ့လက်နဲ့မပြောက်ဘူးလက်မကထောင်းအရင်စားကောင်းတယ်ပေါ့ရှင်ဒါကကြတော့လေမိုးတို့ဂျင်တစ်ခါရေးစော့ရင်နဲ့မှာညနေကြလို့ရှိရင်ဂျင်စော့မယ်စောပိုင်းတွားလို့ရှိရင်ဒီပေါ်မှာခဏနာပြီးအေးလေးပါလေးတောက်ပြီးဂျင်ကိုအချိန်ရောက်လို့ရှိရင်ဂျင်သွားလို့ရတယ်ပေါ့နော်ဆိုတော့ကော်ဖီဆိုင်နဲ့ဂျင်နဲ့တွဲရက်ပါဆိုတော့မိုးခုပြထားတဲ့လမ်းအမတ်ငါယုံနာကိုဝင်လာလို့ရှိရင်တော့ရောက်ပြီပေါ့ရှင်အားလုံးဂျင်ယုံလေးပြလိုက်ပြီပေါ့နော်ကော်ဖီဆိုင်လေးလည်းညှိုးပေးလိုက်ပါပြီရှင်နောက်ထပ် vlog မှာတွေ့ပါမယ်အားလုံးပဲbye bye see you next video